ဆော်ရမိုင်းရတယ်မင်းကမကြိုက်မင်းမကြိုက်ရတယ်အားလုံးကစောက်ရမိုင်းပတ်စံမရှိလဲငါပြောနေစေလမ်းမပေါ်မှာပေါ်တိုင်းနဲ့ခေါ်နေတယ်အပေါင်းပြင်းတဲ့အလုပ်တွေရှုပ်ရုပ်ကထဲမှာအရှုပ်တွေလုံးတရားတွေလာပြနေတဲ့ပါဇက်တွေကိုပိတ်လိုက်ကောင်းစီရင်လို့ပါဟုတ်လားစောက်ဖို့တွေလုပ်နေတာပေါ်ရရုပ်တော့ငါတော့ပေါ်မင်းတို့ကောင်နေစောက်စကားတွေများနေတာ6ဘားတွေဝနေတယ်အားလုံးမှနားနေတာဝူးဝင်းနေတယ်နော်ငါကြည့်အောင်ကောင်းရတယ်လာမပေါင်းနဲ့ဒီစီတော့ဘူးဒီစီစောက်ကခွာမချီကုန်ပလိုက်မင်းတို့ကောင်နေဘလောက်ပိုက်လေလူမင်းလောက်ရိုက်ခဲ့တဲ့စောက်ဘူးမဆိုင်တော့ဘူးနားလေထားလိုက်နားလေလားဒီတော့လားဒီချင်းမင်းနားထောင်ပေးဆောင်တော့ငါဘောနဲ့ငါပဲငါကြိုက်တာငါလုပ်မယ်ငါလုပ်တာငါကြိုက်နေပြီးနေတာပဲမင်းဘာမှတာပြီးတော့ကြီးရှိတယ်အပေါ်ရနေလာမပေါင်းနဲ့အာယုံဆောင်ရဲ့နောက်စိုက်ကူရီလာမဖောက်အာယုံဆောင်ရဲ့နောက်စိတ်တက်ကစုပ်ပြပြီးအုံနောက်ကတုံးညာရှုံးသမားဘောကနေသူချိန်ကြီးရုံးပြအပေါ်ရအလွှာဒီမှာပျော်ရွှင်နေကြအတက်ပဲချစ်တယ်မယ်အရင်မှန်ငါမြကြောင်ပြောတဲ့ဘောမင်းနေတော့လားခေတဲ့အမောင်ထဲမှာပျောက်ဆုံးတော့ဘောမရှုံးခဲ့တာတွေငါမကြည့်နိုင်တွေ့တတိကြိုင်မင်းနဲ့ငါနဲ့တိတ်လိုက်ပြန်တွေ့ငါကိုနေခဲ့တဲ့ကောင်နဲ့အကုန်မှတ်ထားတဲ့အုံနောက်ထဲမှာလို့ချက်ထားတဲ့စိတ်ထားကလာပြီးရုပ်ကဖြောက်ဘယ်တော့မှဆုံးမတော့ကမရောက်မဖြစ်နိုင်တာကရှုံးသမားပြောက်ငါကိုချစ်တဲ့လူတွေနဲ့ပဲရှင်းတတ်မယ်တော့ကိုမုန်းတဲ့ကောင်တွေလည်းဖိခံပြီးတော့အမှန်မြင်လိုက်တော့ oh shit bitchလောက်ပြီးတော့ခေါ်ချင်တယ်ဟုတ်ငါပေါ်တင်ထဲလိုက်တော့မင်းပြောနိုင်ပြီလားငါစောက်ကကလင်းကလိုက်ရုံနဲ့ရုပ်ကထဲမှာစေးပြတဲ့ထုံနဲ့ကိုကြီးတွေပြေးလာနေတော့စောက်ပေါ်နေလောက်ပြီးတော့ချောင်းထဲမှာချောက်ပြီးတော့ပုံးနေတဲ့ကောင်အဖြစ်မထွက်ရဲတော့အတင်းညာငါမရအတင်းဆွဲပြီးကြီးကျက်နေတဲ့ဘွားမင်းတော့ငါတကယ်တနာတယ်ပြေတော့လာမရနဲ့တာကြီးထင်လို့တွေးလိုက်မှာပဲငါပြောနေတာအားလုံးအမှန်တွေပဲမင်းဘာမှအမှုပညာဆယ်မနေနဲ့ထားကြတဲ့ရောဘာဒီအခါတွေနဲ့ကိုယ်ရုပ်အတုံးဆွဲပြီးတော့အမ်ချောင်းနဲ့ကိုယ်ပိုင်ဆိုင်ရှိလိုက်ထွင်မားနေတာအားလုံးကိုပြုတ်ပြငါပြောင်းလဲသွားတာမင်းလက်ခံလားစ조사ရင်တနေ့တော့ဖြစ်မှာလားနာအတိညာနဲ့ရှင်းတဲ့တယ်မားနေအမှန်ပြင်းတယ်ဘယ်တော့မှစောက်ဖို့ဒီမလို့ငါလုံးငါရှုပ်ဒါတွေလည်းမင်းသိမှာမဟုတ်မင်းရဲ့ခေါင်းထဲမှာရှိအောင်လို့ဖက်လောက်နေငါလည်းမခုံးရင်းရှင်းပြီးတော့တန်းလာမမြင်နဲ့ခဲနာတဲ့မျက်နှာကြများလက်သူမလို့ဘယ်နဲ့စိတ်ကူရင်နေတော့မလားစောင့်နေတယ်မင်းလဲပါပြီငါစီကိုရောက်လာတဲ့နေ့အဲ့ဒီကျရင်မင်းจะပြေးစမ်းငါချခဲ့တဲ့သူတွေစိတ်